ဟုတ်ကဲ့အမမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါကျွန်တော်ဒီနေရာရောက်လာပြီဒါပေမဲ့ကျွန်တော်မဟုတ်ဘူးတခြားသူတွေဒီနေရာလာမယ်ဆိုရင်ဘယ်လိုပုံစံမျိုးလာလို့ရတယ်ဆိုတာလေးကိုထပ်ပြပါပေးပါခင်ဗျာဘယ်လိုရှင်းနေရပါ့ဒီကကြတော့အမတို့ဆိုင်ဒီနေရာကကြတော့ဗောနော်လမ်လုကာခေါင်းစီမှာရှိရဗောနော်ပထုံဌာနီမှာရှိတယ်ဒီကနေဒီဆိုင်မှာဘယ်လိုလာရလဲဆိုလို့ရှိရင်ဥပမာဗောနော်ထိုင်ရဘက်ကလာတယ်ဆိုရင်ဒီအဲ့ဒီရဲ့မိပွိုင်းတွေ့လိုက်မယ်တရားဘက်ကတက်လာလိုက်ခေါင်းစီရောက်ပြီဆိုမိပွိုင်းတွေ့လိုက်မယ်ဒီမိပွိုင်းကနေဝင်လာခဲ့လိုက်ပြီးလို့ရှိရင် showroom မြန်မာ showroom တွေ့လိုက်မယ်တကယ်လို့လမ်လုကာဖက်ကလာတယ်ဆိုရင်လည်းမိပွိုင်းတွေ့လိုက်မယ်မိပွိုင်းကအကြီးကြီးပဲဆိုတော့သူကဒီဘက်ချမ်းဝင်လာတယ်ဆိုရင်လည်းမိပွိုင်းတွေ့လိုက်မယ်လမ်လုကာဖက်ချမ်းလာရင်လည်းမိပွိုင်းတွေ့လိုက်မယ်ဒီမိပွိုင်းတရားဝင်လာပြီဆိုရင်အရင်ဆုံးတွေ့ရမှာဒီ showroom ကိုအရင်ဆုံးတွေ့ရမယ်โอเคဒီခေါင်းဆောင်ဖက်ချမ်းမှာလည်းလာလို့ရတယ်ဒါဆိုစက်ကအများကြီးရှိရပါတော့ဟုတ်တယ်ဒါဆိုဒီ showroom မှာဘယ်လိုစက်ကမျိုးစားရှိတယ်ဆိုတော့ကျွန်တော်တစ်ချက်လိုက်ပြပေးလို့ရမှာမသိဘူးโอเคလက်ပြပေးမယ်ဝေါစက်ကအများကြီးပဲနော်ဒီကြားလေးကြားဟုတ်ကဲ့ကျေးဇူးရှင်ပါတယ်ဒီအထဲမှာကျတော့ယမဟာ showroom ဖြစ်တယ်ပေါ့နော်ဒီဘက်ဒီ showroom မှာကျတော့ဘယ်ဘိန်းမျိုးစားလေးတွေရှိတယ်ဆိုတာကျတော့လိုက်ပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျလာတယ်နော်6ပြန်โอเคဒီ showroom ထဲမှာပါနော်ဒီဘိန်းမျိုးစားကျတော့ Fasio ဘိန်းမျိုးစားဖြစ်တယ်ယမဟာ Fasio မျိုးစားဟုတ်ကဲ့โอเคဒီဘက်ချမ်းမှာကျတော့ယမဟာ fin ဘိန်းမျိုးစားပေါ့နော်ဒီကကျတော့ယမဟာပဲထုတ်ထားတာဖြစ်တယ်ပြီးတော့ဒီဘက်ချမ်းမှာကျတော့ NMAX ဘိန်းမျိုးစားဖြစ်တယ်ပေါ့နော်လူလိုများစီးတယ်နော်ဒီဘိန်းဟုတ်တယ်ဒီဘိန်းအများကြီးစီးတယ်ဒီဘက်ချမ်းမှာကျတော့ R15V4 ပေါ့နော်ဒါကကျတော့ showroom ထဲမှာရှိတဲ့ဘိန်းမျိုးစားဖြစ်ပါတယ်ရှင်โอเคနောက်တစ်မျိုးကကျတော့ဒီဘက်ချမ်းမှာဒီဘက်ချမ်းမှာပေါ့နော်ငယ်လေးအိမ်မက်ဘိန်း Grand Filano ဘိန်းမျိုးစားဖြစ်တယ်ပေါ့နော်ဒါတွေကကျတော့ showroom ထဲမှာရှိတဲ့တခြားဘိန်းမျိုးစားတွေလည်းရှိသေးတယ်ဟုတ်ကဲ့โอเคဒီရဲ့အသေးစိတ်ကိုကျတော့ပြပေးမယ်ရှင်းပါဟုတ်ကဲ့ဟုတ်ကဲ့โอเคဒီဘိန်းလေးကကျတော့ R15V4 ဘိန်းမျိုးစားဖြစ်တယ်သူကကျတော့155cc ပေါ့နော်သူကကျတော့155cc သူကကျတော့ဖုန်းနဲ့လည်း join လို့ရတယ်ပေါ့နော်ဒါကျတော့ Bluetooth နဲ့တစ်ဆင့်လည်းချိန်လို့ရတယ်ဒါကျတော့ R15V4 ဘိန်းမျိုးစားဖြစ်တယ်ဒီကနေ့စင်းတော့ဟာကျတော့ဖိတောင်နဲ့ထောက်လို့ရတယ်ဖိတောင်ထောက်လို့ရတယ်ဟုတ်ကဲ့ဝေါဒီဘက်ချမ်းမှာကျတော့ Fasio ဘိန်းမျိုးစားဖြစ်တယ်အရောင်ကတော့ရောင်စုံရှိတယ်ဒီဘိန်းဆိုသူကရောင်စုံရှိတယ်ဆိုတော့ဘယ်ရောင်ပဲယူဖိတောင်နဲ့ထောက်လို့ရတယ်သူကကျတော့ 125cc ဒါကျတော့125မင်းလေးပဲကောင်းတယ်နော်ချစ်စရာလေးတကယ်မျိုးစားလို့များတာသူကအရောင်အများကြီးပဲဟုတ်အရောင်လည်းများတယ်မော်ဒယ်လည်းများတယ်နော်ကြိတ်တာရွေးလို့ရအောင်25အကုန်လုံးဟုတ်ကဲ့ဒီဘက်ချမ်းမှာကျတော့Grand Filano ပါနော်ဒီလက် 125cc ပဲဒီကကျတော့ဖီတောင်နဲ့ထောက်လို့ရတယ်တကယ်လို့ဆိုင်မှာလာတယ်ဖီတောင်ထောက်လို့ရတာဖီတောင်ပဲအရောင်ကကျတော့စိုက်တဲ့အရောင်ထောက်ယူလို့ရတယ်သူကကျတော့2မျိုးရှိတယ် ABS ပါတဲ့ဟာရယ်ရိုးရယ်ပြီးတော့ရိုးတော့နဲ့ဒီမိုတက်တော့2မျိုးရှိတယ်ဒါကျတော့ Grand Filano ဒီဘက်ချမ်းမှာကျတော့ Yamaha Fin ပါနော် 125cc cc ကတော့ 125cc ဒီလည်း2မျိုးရှိတယ်ABS နဲ့ UBS ဆိုပြီးတော့ပြောပြရတယ်။သူကကျတော့ free တောင်ပဲတကယ်လို့ဆိုင်မှာလာထောက်တယ်ဆိုရင် free တောင်နဲ့ထောက်လို့ရတယ်။ဟုတ်တယ်ဆိုအကောင်လုံး free တောင်ပေါ့နော်။ဟုတ်တယ်ရမဟာဝန်က free တောင်နဲ့ထောက်လို့ရတယ်။သူကကျတော့ဘယ်ဟာပဲပေါ့နော်ဘယ်ဟာပဲယူပဲရောင်ပဲယူအရောင်ကတော့ရောင်ဆိုရှိတယ်။ကြိုက်တဲ့ရောင်ရေးလို့ရတယ်။ဒီဟာအပြင်နောက်ကရမဟာဘိန်းတွေကကျတော့ L လောက်ရှိမယ် Exciter ရှိမယ် Inmax ရှိမယ်။တခြားဘိန်းတွေလည်းအများကြီးရှိတယ်ပေါ့နော်။ဟုတ်ကဲ့။ Okay ဒါကျတော့ရမဟာဘိန်းမျိုးစားဖြစ်တယ်။ Okay တခြားဘိန်းတွေမှာလည်းပြပေးလို့ရမှာ။ Okay ပြလို့ရတယ်။ Okay နောက်တစ်ခြားဘိန်းလေးတွေကကျတော့ Honda ဘိန်းမျိုးစားပါတော့ Honda မှာကျတော့မြန်မာပြည်သားအရင်ကြိုက်တယ်130ဘိန်းမျိုးစားဖြစ်တယ်သူကကျတော့ရုံဆုံးရှိရ model 2025တွေပဲသူကကျတော့ support ကြီးကတော့3999ပဲsupport သွင်းရတာပေါ့နော်ဟုတ်ကဲ့ support သွင်းရတယ်သူကကျတော့ရောင်ဆုံးရှိတယ်ကြိုက်တဲ့အရောင်ယူလို့ရတယ်ဖိတ်တွေရှိတယ်နော်ဟုတ်ကဲ့နောက်တစ်မျိုးကျတော့ဒါကျတော့125ပါနော် IG မြန်မာပြည်သားလည်းအရင်ကြိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့နော်ကျတော့စီများကြတယ်ဟုတ်4999ပဲဟုတ်တယ်အရောင်ကြိုက်တဲ့အရောင်တက်တဲ့အရောင်ထုတ်ယူလို့ရတာပါလေဟုတ်ကဲ့ပါခင်ဗျာโอเคခုနကတော့အပြပေးတဲ့ Honda ပေါ့နော်ဒီဘက်ချမ်းမှာကျတော့PCA ရှိတယ် PCA က160cc စပေါ်ကြီးကကျတော့12000ပေါ့နော်ကြိုက်တဲ့အရောင်ယူလို့ရတယ်ကြိုက်တဲ့ဗာလဲကြိုက်တဲ့နှမျိုးရှိတယ်သူကလည်းနှမျိုးရှိတယ်သူက ABS ပါတဲ့ဟာရယ်ရိုးဘိန်းတွေသူကကြိုက်တဲ့ဟာဝယ်လို့ရတယ်သူကစပေါ်ကြီးကတော့တူတူပဲဗာလဲကတော့2025ဒီဘက်ချမ်းမှာကျတော့စကူပီဘိန်းမျိုးစားဖြစ်တယ်စကူပီကကျတော့3999ပဲနဲ့ထည့်လို့ရတယ်ရှိတကယ်လို့ဒီဘက်ချမ်းမှာကျတော့ကျုံတော့ဘယ်မျိုးစားဖြစ်တယ်ဒီမှာဒီကားတွေကတော့တိတ်တော့မထုတ်ဘူးလေမဲ့ခုနောက်ပိုင်းကကျတော့ထုတ်လာကြတယ်ဘာဖြစ်လို့လဲဆိုတော့ဖြစ်စရာလေးနော်ဟုတ်တယ်ဟုတ်တယ်ကျုံတော့ဘယ်မျိုးစားဖြစ်တယ်ဒီဘက်ချမ်းမှာကျတော့ Honda Lead ဘယ်မျိုးစား Honda Lead ရောမင်းလေးစီတာများတယ်ဟုတ်တယ်ဟုတ်တယ်ပြောကျတော့ဒီ Honda နဲ့ပတ်သက်ပြီးတော့တခြားဘယ်မျိုးစားလေးတွေရရှိတယ်
click ရ60ဒီပါနေလည်းရှိတယ်အကုန်လုံးရှိတယ်ဒီ Honda နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြိုက်တဲ့ဘိန်းမှာယူလို့ရပါတယ်ရှင်ဒီမှာမပြဘူးနဲ့ကြိုက်တဲ့ဟာယူလို့ရပါတယ်ရှင် ဟုတ်ကဲ့ကျွန်တော် model တွေတော့လိုက်ပြပြီးပြီနော်တော်တော်ဆောင်တာပဲနော် model တွေက ဟုတ်တယ် အများကြီးရှိတာပဲYamaha တွေရော Honda တွေရောဆိုတော့ဒီ cycle ကိုထောက်မယ်ဆိုရင်ကျွန်တော်တို့မြန်မာတွေရောကျန်တဲ့တခြားသောကမ္ဘောဒီးယားတွေပေါ့နိုင်ငံသားတွေပါဘာတွေဘယ်လိုစာရွက်ဆက်နိုင်လိုရတယ်ဆိုတာတွေတစ်ချက်ပြပြပေးပါခင်ဗျာတကယ်လို့ကိုကဒီ cycle တစ်စီးထောက်ဖို့စိတ်ကူးထားပြီဆိုရင်ပေါ့နော်အဓိကရှိရမှာကကျတော့ passport ရှိရမယ် work permit ရှိရမယ်ပေါ့နော် visa တက်တမ်းပေါ့နော်ပပယံဥပမာပပယံကမရှိဘဲနဲ့ passport ရှိတယ်ဆိုရင်လည်းထုတ်လို့ရတယ်တခြားနိုင်ငံသားဆိုရင်လည်းထိုင်းနိုင်ငံသားဒီလာအိုနိုင်ငံပြီးတော့ကမ္ဘောဒီးယားနိုင်ငံသားတွေပေါ့နော်ဘယ်နိုင်ငံသားဖြစ်ဖြစ်ဆိုင်ကရေးချနဲ့ထုတ်လို့ရတယ်လို့လက်ငင်းလဲဝယ်လို့ရတယ်ပေါ့နော်တကယ်တော့ကွာလက်ငင်းဝယ်မယ်ဆိုရင်ကကြတော့ရင်မောင်းလိုင်စင်ရှိရမယ်နံပါတ်1တစ်ချက်ပေါ့ရင်မောင်းလိုင်စင်မရှိရမှာပေါ့နော်တကယ်လို့ရင်မောင်းလိုင်စင်မရှိရသူဆိုတော့ဆိုင်ကထောက်မရဘူးပေါ့နော်ထုတ်လို့ရတယ်အခုပြောတာကလက်ငင်းဝယ်မယ်ဆိုရင်လက်ငင်းဝယ်မယ်ဆိုရင်ဟုတ်ကဲ့ပါအကြီးနဲ့ထုတ်တာကြတော့မရှိလည်းရတယ်နော်ဟုတ်ကဲ့ဆိုတော့နောက်ထပ်ဒါဆိုမြန်မာနိုင်ငံသားတွေရောတခြားသောနိုင်ငံသားတွေပါထောက်လို့ရတယ်နော်အကုန်လုံးဆိုတော့တခြားသောချက်လက်တွေကိုပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်ဘယ်လိုဆက်သွယ်ရမလဲမသိဘူးတကယ်လို့သိချင်တယ်ဆိုရင်အမဖုန်းနံပါတ်ကိုလည်းဆက်သွယ်လို့ရတယ်ပြီးတော့အမ page မှာလည်းဆက်သွယ်ပြီးတော့မေးလို့ရတယ်ပေါ့နော်အမဖုန်းနံပါတ်ကကျတော့3843993655ပေါ့နော်ဒါကျတော့အမဖုန်းနံပါတ်အမနာမည်ကမမိုးလို့မမိုးဟုတ်ကဲ့မမိုးရေဟုတ်ကဲ့ပါโอเคဒီနေ့အောင်အလုံးအသားပြီးဆုံးသွားပြီဗျာဒီဗီဒီယိုခုတော့เนาะဆိုင်ကယ်တော့အကုန်လုံးတွေ့ရပြီဆိုတော့ထောက်ဖို့ချက်လေးလည်းပြီးသွားပြီ location လည်းနေရာပြီးသွားပြီဆိုတော့โอเคထောက်မဲ့သူတွေအနေနဲ့ကကြတော့ခဏပြောသွားတဲ့အတိုင်းဒီဖုန်းနံပါတ်တိုင်းဆက်သွယ်ပြီးတော့ထောက်လို့ရတယ်ခင်ဗျာเนาะလိုအပ်တဲ့